ဒီဂျာပူမျိုးကိုတွားရင်းနဲ့ City Palace ပြီးတော့နောက်တနေရာတွားမိတဲ့နေရာဒီ Amber Food လို့ခေါ်တဲ့ဒီခံတက်ကြီးပေါ့နော်ဒီကောင်ကလည်းဒီအမွေအနှစ်စရင်းဝင်ပဲပေါ့ဒီဂျာပူမျိုးရဲ့လုံးဝအမွေအနှစ်စရင်းဝင်နေတဲ့တခုသူ့တမိုင်းအကြောင်းကသူကဂျာပူမျိုးကနေသူက17ကီလိုမီတာခန့်အကွာမှာရှိတဲ့ Ara Valley တောင်ကုန်းပေါ်မှာရှိတာဒီကောင်က1592ခုနှစ်ကဒီလိုမဟာရာဂျာတွေဒီမန်စစ်ဝမ်ကစတင်တည်ဆောက်ခဲ့တာဖြစ်ပြီးတော့ဒီ2013မှာသူက UNESCO စရင်းဝင်ဖြစ်သွားသူ့ရဲ့ဒီလက်ရာတွေကလည်းဒီမူဂန်နဲ့ Rajput ပေါ့နော်ဒီလက်ရာတွေနှစ်ခုအချိုးကျကျပေါင်းဆက်ထားတဲ့နာမည်တွေဖြစ်တယ်။နောက်ပြီးတော့အနီရောင်တဲကြောက်တွေနဲ့စကြင်ကြောက်တွေကိုပေါင်းပြီးစောက်ထားတဲ့ဒီခံတက်မျိုးကြီးပေါ့ဖြစ်တယ်ပေါ့နော်။သူကအဓိကဒီနန်းတော်တင်းထဲမှာဒီအထဲကိုဝင်သွားလိုက်ပြီဆိုနန်းတော်ရှိရဲ့နန်းတော်ထဲမှာအဆင့်၄ဆင့်ရှိတယ်ရင်ပြင်၄ခုရှိရဲ့သူတို့အဓိကခေါ်တဲ့ဆူရာဂျီပိုးလို့ခေါ်တဲ့နေမင်းတကားပေါက်ကနေဝင်လိုက်ရင်တန်းတွေ့ရမှာရင်ပြင်ရှိတယ်အဲ့ရင်ပြင်မှာသူတို့စစ်တယ်တွေပါအောင်ပွဲခံတဲ့နေရာပေါ့နော်နောက်ပြီးတော့ဒီလှေကားကနေတက်သွားပြီးတွေ့ရင်အဲ့ဒါရင်ပြင်အရင်ရောက်မှာရင်ပြင်ရောက်ပြီးတော့ကျွန်တော်လက်မှတ်ဖြတ်ပြီးအပေါ်ထပ်တက်လို့ရတယ်ပေါ့နော်ပြီးရင်အဲ့ဒါတိုးရစ်ဆိုရင်တယောက်ကို2000လောက်2000လောက်ယူတယ်ပေါ့ဟိုဟာ guide အပါဝင်ပေါ့နော်တကယ်လို့အပြင်မှာကိုက guide ငှားသွားပြီးတော့အထဲမှာဆိုရင်တို့အိန္ဒိယ local အကြေးအနေနဲ့ဖြတ်ရင်တယောက်ကို200လောက်ပဲပေးရတယ်ရူပီးပါပြီးအထဲရောက်ရင်သူကမှန်နန်းတော်တွေနောက်ပြီးတော့အဲ့အထဲမှာပချီကားတွေဘာတွေမင်းမျိုးမင်းတွေနေခဲ့တဲ့နန်းဆောင်တွေရှိတယ်ပေါ့နော်ပြီးရင်အဲ့ဒီအပေါ်ကနေ